ဂျင်မာတနာရီ၄ချိန်ခန့်လုပ်ပြီးတော့မှကြံတဲ့23နာရီကိုအိမ်မှာငုတ်တုတ်ထိုင်နေမယ်ဆိုရင်တေချာပေါက်ဝေးကြဖို့ခက်ပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုမှာ NEAT ကိုသိထားဖို့လိုပါတယ်။ NEAT ရဲ့အရှိကောက်ကတော့ Non-Exercise Activity Thermogenesis ဖြစ်ပါတယ်။အဓိပ္ပာယ်က exercise မလုပ်ပေမဲ့နေ့စဉ်လှုပ်ရှားမှုကနေကယ်လိုရီလောင်ကျွမ်းနေတာကိုဆိုလိုတာပါ။ဥပမာလမ်းလျှောက်ခြင်းလေကားတက်ခြင်းအိမ်တန်ရှင်းရေးလုပ်ခြင်းဈေးဝယ်ထွက်ခြင်းမတည့်ရက်ပြီးတော့မှအလုံးလုပ်ခြင်းကလေးနဲ့အတူတူကစားပေးခြင်းဒါတွေကနေပြီးတော့မှလှုပ်ရှားမှုတိတိလေးတွေပေါင်းပြီးတော့မှတစ်နေ့တာမှာကယ်လိုရီရချီလောင်ကျွမ်းသွားစေတာကိုဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဂျင်မာတနာရီစူးစမ်းတာအပြင်တနေ့ကုန်ကိုယ့်ရဲ့လှုပ်ရှားမှုတွေကဘာတွေလုပ်နေတယ်လဲဆိုတာအရေးကြီးပါတယ်။မိတ်ဆွေကဝိတ်ချခြင်းရင်လေ့ကျင့်ခန်းတစ်ခုတည်းနဲ့တင်မလုံလောက်ပါဘူးကျွန်တော်အခုပြောပြတဲ့ NEAT ကိုမြင့်တင်ပေးဖို့လိုအပ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ Fitness Trainer နန္ဒဖြစ်ပါတယ်ခင်ဗျ